အားလုံးပဲမင်္ဂလာပါ Horizon Hub မှာကြိုဆိုပါရစေဒီတစ်ပတ်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ခီးသွားရတာကြိုက်နှစ်သက်သူများအကြားရေပန်းစားလာတဲ့လူနေကားလို့ခေါ်တဲ့မော်တာဟုတ်ကားအကြောင်းပဲဖြစ်ပါတယ်လူနေကားမော်တာဟုတ်ဆိုတာဘာလဲလူနေကားမော်တာဟုံးဆိုတာမော်တော်ယာဉ်မော်တာနဲ့လူနေအိမ်ဟုံးတို့ပေါင်းစပ်ထားတဲ့ယာဉ်မျိုးစားဖြစ်ပြီးခရီးသွားနေထိုင်မှုအတွက်လူနေအဆောင်များပါဝင်တဲ့မော်တော်ကားပဲဖြစ်ပါတယ်။တနည်းအားဖြင့် RV recreational vehicle လို့လည်းခေါ်ကြပါတယ်။မော်တာဟုံးဆိုတာခရီးသွားလိုတဲ့အချိန်ဖြစ်စေအမြဲတမ်းဖြစ်စေလူနေအိမ်တအိမ်လိုလူနေထိုင်နိုင်ပြီးရွှေ့ပြောင်းမောင်းနှင်နိုင်တဲ့မော်တော်ကားအမျိုးအစားပဲဖြစ်ပါတယ်။အဲ့ဒီကားထဲမှာဆိုရင်အိပ်ရာမိဖို့ကြောင့်တန့်စင်ခန်းအဲခန်းတို့အထိပါဝင်နိုင်ပြီးလျှက်စစ်တအားရေနဲ့ gas စနစ်များပါဝင်ပါတယ်အခုနောက်ပိုင်းမှာဆိုရင် solar power နဲ့ eco friendly RVs များပါထွက်ရှိလာနေပြီဖြစ်ပါတယ်မော်တာဟုံးကားတွေကို20ရာစုအစောပိုင်းမှာပထမဆုံးဖန်တီးခဲ့ကြပြီး1930ခုနှစ်မှာတော့သုံးစွဲမှုပုံမှုပြန့်ပွားလာပါတယ်1950နှစ်60ခုနှစ်တွေမှာတော့လူအများအတွက်ခရီးသွားကားအနေနဲ့တိုးတက်လာခဲ့ပြီးဝင်းနီပကိုးနဲ့Airstream ကဲ့သို့သောကုမ္ပဏီများကပါထုတ်လုပ်မှုကိုစတင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့နည်းပညာတိုးတက်မှုတွေကြောင့်အဆင့်မြင့်လှုပ်ဆောင်မှုများတွေပါဝင်လာခဲ့ပါတယ်။မော်တာဟုံးကားတွေကိုအဓိကအဖြစ်မျိုးစားခွဲခြားမယ်ဆိုရင် Class A ဟုခေါ်တဲ့အကြီးစားနှင့်အမြင့်ဆုံး luxury ရှိသောမော်တာဟုံးများ Class B Camper van ဟုလည်းခေါ်ပြီးခရီးသွားသူများအတွက်သေးငယ်သောမော်တာဟုံးများ Class B Plus Class B နဲ့ Class C ကြားမှာရှိပြီးအဆင့်မြင့်ထားသော Camper van များ Class C ဟုခေါ်တဲ့မူလဖြစ်တဲ့ Ford Mercedes-Benz စတဲ့ကားတွေပေါ်မှာတိစောက်ထားတာဖြစ်ပြီးဒီကားအမျိုးအစားကိုတော့လူသုံးအများဆုံးဖြစ်ပါတယ်။မော်တာဟုံးကားတွေဟာခရီးသွားလုပ်ငန်းတွေမှာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပြီး2029ခုနှစ်မှာတော့ဈေးကွက်တန်ဖိုးအနေနဲ့ဒေါ်လာ 3.73 ဘီလီယံထိတိုးတက်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။သွားလာရလွယ်ကူခြင်းခရီးသွားစရိတ်သက်သာခြင်းနဲ့ခေတ်မီနည်းပညာများဖြစ်တဲ့ digital connectivity နဲ့ eco friendly design များပါဝင်လာခြင်းတို့ကြောင့်အကျိုးများစွာဖြစ်ပေါ်စေပါတယ်။အထူးသဖြင့် American နိုင်ငံနဲ့ဥရောပနိုင်ငံတွေမှာ motorhome rental service များကြီးထွားလာနေပြီးဈေးကွက်တိုးတက်မှုများရှိကာ social media, YouTube, Instagram များနဲ့random platform များဖြစ်တဲ့ outdoor sea, RV share တို့ကိုအားထားမှုတွေကြောင့်ပုံမိုမြင့်တင်လာနိုင်ပါတယ်။မော်တာဟုံးကားတွေဟာနေရာတော်တော်များများကိုသွားနိုင်တဲ့အတွက်ကြောင့် tourist များနဲ့ခရီးမကြာသွားလိုသောသူများအကြားရေပန်းစားသောကားမျိုးစားလည်းဖြစ်ပါတယ်။လွတ်လပ်စွာအလုပ်လုပ်နိုင်ပြီးအချိန်မီအမြဲတမ်းခီးသွားနိုင်တဲ့အပြင်အနားယူခီးများသွားရတွင်လည်းလွန်စွာအသုံးဝင်ပါတယ်။အဲ့ဒီအပြင်ကို luxury lifestyle နဲ့ freedom ကိုငွေကြေးသက်သာသောနည်းနဲ့ရရှိစေနိုင်တဲ့အားသာချက်များလည်းရှိပါတယ်။နောက်ပိုင်းတိုးတက်လာတဲ့နည်းပညာပေါ်အခြေခံပြီးထုတ်လုပ်မဲ့မော်တာဟုံးကားတွေမှာသဘာဝပတ်ဝန်းကျင်နဲ့သဟဇာတာဖြစ်တဲ့ဒီဇိုင်းတွေ solar power RVs နဲ့ self driving motor home တို့ကဲ့သို့သောနည်းပညာသစ်များထပ်မံပါဝင်လာမယ်လို့မျှော်လင့်ရပါတယ်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။တငယ်ချင်းတို့ရောမော်တာဟုံးကားနည်းပညာနဲ့ပတ်သက်တဲ့အခြားဗဟုသုတရစရာလေးတွေရှိရင်လည်း comment မှာရေးသားခဲ့လို့ရပါတယ်။အထွေထွေဗဟုသုတများနဲ့အခြားစိတ်ဝင်စားဖွယ်ရာများကို Horizon Hub မှာတင်ဆက်ပေးနေတဲ့အတွက်ကျမတို့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။